ကျွန်တော်တို့အလုပ်ထဲမှာအလုပ်ရှင်တယောက်အနေနဲ့ AI ကိုသုံးမယ်လို့စဉ်းစားရဆိုရင်အကောင်းဆုံးနည်းလမ်းကတော့ Journaling ပိုင်ယူခြင်းဖြစ်ပါတယ်။သုံးခြင်းအပြင်ကျွန်တော်တို့သင်ယူလို့ရပါတယ်။ဘာလို့ကျွန်မအဲ့လိုပြောရလဲဆိုရင်တော့ကျွန်တော်တို့ကအလုပ်တစ်ခုနဲ့တစ်ခုအမျိုးအစားချင်းမတူဘူး။ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲတွေကလည်းမတူဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့သုံးရင်းနဲ့မှလေ့လာတာကျွန်တော်တို့အသင့်တော်ဆုံးဖြစ်ပါတယ်။သုံးရင်းနဲ့မှကျွန်တော်တို့က AI ကကျွန်တော်တို့အလုပ်တွေဘယ်လိုသုံးလို့ရမလဲဆိုတာကိုပို့ပြီးသဘောပေါက်နားလည်လာမယ်။အဲ့လိုနားလည်လာတဲ့အခါမှာကျွန်တော်တို့အလုပ်ကဘယ်နေရာမှာသုံးအောင်လဲဆိုတော့ကျွန်တော်တို့သိလာမှာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ AI က content တွေရေးနိုင်နေမှန်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းလေ့လာရမှာတော့ prompt ဖြစ်ပါတယ် prompt ဆိုတာကတော့ကျွန်တော်တို့နဲ့ AI ကြားထဲမှာဆက်သွယ်ပေးတဲ့ message ဖြစ်ပါတယ်ဒီ message ကိုကျွန်တော်တို့ကကောင်းကောင်းရေးနိုင်မှသာကျွန်တော်တို့လိုချင်တဲ့ result ကိုရမှာဖြစ်ပါတယ်အဲ့တော့ AI ဆိုတာကကျွန်တော်တို့အနေနဲ့ဘာသာစကားတစ်ခုလို့တည်တံ့ဘာသာရပ်ကြီးတစ်ခုလို့ကျွန်တော်တို့အနေနဲ့တည်တံ့အချိန်ပေးပြီးလေ့လာကြရမလို့ဘူးကျွန်တော်တို့ခုနေ့စဉ်သုံးနေတဲ့အလုပ်ထဲမှာပဲခုချက်ချင်းကျွန်တော်တို့ထည့်ပြီးတော့သုံးလို့ရပါတယ်ဥပမာပြကျွန်တော်တို့email တွေပြန်ရတယ် email တွေရေးရတယ်ဆိုရင် AI ကို email ရေးခိုင်းမယ်ကျွန်တော်တို့ရဲ့meeting notes တွေကို summary လုပ်ခိုင်းမယ် summarize လုပ်ခိုင်းမယ်စသဖြင့်ကျွန်တော်တို့ချက်ချင်းသုံးကြည့်လို့ရပါတယ်အဲ့တော့အကောင်းဆုံးသောနည်းလမ်းကတော့ကျွန်တော်အနေနဲ့သုံးရင်းနဲ့လေ့လာတဲ့နည်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်